Hello Hello ကျမတို့အတန်းကကြတော့နောက်10မိနစ်ဆိုစလိုက်မယ်ပေါ့နော်အခုကအခြားလူတွေလည်းပေါ့နော်လာမလားဆိုပြီးတော့ကျမတို့စောင့်နေကြတာဆိုတော့8:45အတိအကျရင်တော့အတန်းဆက်လိုက်ပါမယ်နော် Okay ဆိုတော့8:45လည်းရှိတော့ပြီဆိုတော့ကျမတို့အတန်းလေးကိုစောင့်လိုက်မယ်ပေါ့နော်အခြားလူတွေကတော့မရောက်လာသေးဘူးပေါ့နော်လူကမစုံဒါပေမဲ့လည်းအချိန်တမင်မလို့စောင့်လိုက်ကြရအောင်ပေါ့နော်ဆိုတော့အတန်းမဆိုင်ခင်မှာကျမအတန်းရဲ့စီမင်းလေးတွေကိုအရင်ဆုံးရှင်းပြချင်တယ်ကျမတို့အတန်းမှာကတော့ဒီအတန်းကိုပိတ်ထားမှာဖြစ်တယ်ပေါ့နော်မိလုပ်ထားမှာဖြစ်တယ်တကယ်လို့ဒီစကားပြောနေတုန်းမှာပေါ့နော် session နေရဲ့အချိန်တုန်းမှာကျမဘက်ကနေပြီးတော့အတန်းတခုခုအစမပြေတာဖြစ်ဒါမှမဟုတ် line ကျသွားလို့ဒီစာတွေပြန်မေးချင်တာဖြစ်အဲ့လိုမျိုးစာနဲ့ပတ်သက်တာမေးချင်တယ်ပြီးတော့ကျမဘက်ကတခုခုအစမပြေဘူးဆိုလို့ရှိရင် chat ကနေပြီးတော့စာပို့ထားပေးလို့ရတယ်ပေါ့နော် try message ကနေပို့ရင်လည်းပို့ထားပေးဒါမှမဟုတ်လို့ရှိရင် group chat မှာပဲပို့ထားပြီးရင်အဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်ကျမဒီက audience တွေပေါ့နော်ဒီဟာကြောင့်တို့ကြောင့်သားတွေကဘယ်လိုမျိုးဖြစ်နေလဲဆိုတာသိနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့အားလုံးကို join ပေးရဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့တွေ့ရဝန်တာပါတယ်ဆိုတော့အရင်အပတ်ကအတိုင်းပဲကျမတို့ agenda လေးကိုတွားလိုက်မယ်ပေါ့နော်ဆိုတော့ဒီအပတ်မှာကကြတော့ကျမတို့ books အကြောင်းပြောရမယ်ပေါ့စာအုပ်အကြောင်းတွေပြောရမယ်ဆိုတော့လွန်ခဲ့တဲ့ဒီရက်တွေတုန်းကဆိုကျမတို့ခီတော့အကြောင်းပြောတယ် fashion အကြောင်းပြောတယ်ပြီးတော့အခြားမျိုးစုံပေါ့နော်မိသားစုအကြောင်းဒါမှမဟုတ်တငယ်ချင်းတွေအကြောင်းအဲ့လိုမျိုးပြောခဲ့ကြဒီနေ့မှာကျမတို့က book ဆိုတဲ့စာအုပ်တွေအကြောင်းပြောရမှာဖြစ်တယ်ပေါ့နော်ဆိုတော့စာအုပ်နဲ့ပတ်သက်တဲ့အကြောင်းပြောမယ်ဆိုခါကျတော့ကျမတို့ပထမဆုံးတိကျလာတာက vocabularies vocabularies တစ်ခုလိုရယ်ပြီးတော့ idiom phrasal verb တွေကိုကျမစကားပြောတဲ့အခါမှာထည့်သုံးလို့ရရပေါ့နော်ဆိုတော့ဒါတွေကျွန်တော်လေ့လာကြမယ်နောက်တစ်ခုကအဲ့လိုမျိုးဟာတွေကိုသိုံနဲ့မကသေးကျွန်မလက်တွေ့ဘဝမှာဘယ်လိုသုံးမလဲပေါ့ဆိုတော့လက်တွေ့ဘဝရဲ့ conversation တစ်ခုကျွန်မအတူတူဖတ်ကြည့်ကြမယ်ဒါပြီးရင်ကျွန်မ reading တွေမှာကောဘယ်လိုမျိုးလာနိုင်ခြေရှိလဲပေါ့ reading တွေစာပိုက်တွေမှာကျွန်တော်ထည့်ပြီးတော့ဖတ်ကြမယ်ဒါပြီးရင်တော့ကျောင်းသူကျောင်းသားတွေအကုန်လုံးကကိုယ့်ဘာသာကို exercise တွေလက်ကျခံနေလုပ်ပေးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ session တစ်ခုတစ်ခုပြီးသွားတိုင်းမှာကျွန်မဒီ audience တွေကျောင်းသူကျောင်းသားတွေကိုဒီလိုမျိုးစာလုံးတွေကိုပေါ့နော်ကိုယ့်စာအုပ်ထဲမှာနှုတ်မှတ်ထားဖို့အတွက်ကျွန်မအချိန်ကြီးပေးပါမယ်ပေါ့နော်ဆိုတော့ပထမဆုံးက book ဆိုရယ်တောင်းစလေးပေါ့နော်ဆိုတော့ပထမဆုံး idiom လေးvocabularies လေးနဲ့တွားရအောင် vocabularies ကထုံးစံအတိုင်းပဲ၅လုံးစီးထည့်ထားပြီးရပေါ့နော်ဆိုတော့ပထမဆုံး vocabularies ၅လုံးထဲမှာပထမဆုံးတစ်လုံးကကြတော့ compelling so compelling ဆိုတာဘာလဲပေါ့နော်အရန်စိတ်ဝင်စားစရာကောင်းတယ်ပေါ့ very interesting or exciting စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတော့စာအုပ်တစ်အုပ်ကိုဖတ်လိုက်တဲ့အခါမှာအဲ့စာအုပ်ကအရန်စိတ်ဝင်စားစရာကောင်းတာပဲဆိုကျွန်မဘယ်လိုပြောရမလဲ the book is compelling ဟုတ်တယ်မလားဟုတ်ပြီဆိုတော့ဒီမှာဥပမာလေးတွေသူပေးထားတယ်ပေါ့နော် that was a compelling novel ဆိုတာအလုံးတွေ့ကြမယ်ထင်ပါတယ်ဝတ္ထုလုံးဝစိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုပဲတဲ့ I couldn't put it down ငါလက်ကနေအောင်မချနိုင်ဘူးလက်ကနေမချဘူးနဲ့စက်တိုက်ဖတ်သွားအဲ့လိုပုံစံမျိုးပြောချင်တာပေါ့နော်ဆိုတော့စာအုပ်ကစိတ်ဝင်စားစရာကောင်းနေဒါမှမဟုတ်လို့ရှိရင်ဒီလိုမျိုးတခုကစိတ်ဝင်စားစရာကောင်းတယ်ပေါ့စာအုပ်မကဘူးရုပ်ရှင်တွေဒါမှမဟုတ်လူလည်းဖြစ်နိုင်တယ်စိတ်ဝင်စားစရာကောင်းနေဆိုလို့ရှိရင်ကျွန်တော် compelling ဆိုတဲ့စကားလုံးကိုသုံးလို့ရပါတယ်ဒုတိယတစ်ခုကကြတော့ narrative ဆိုတာကကြတော့ the way a story is told ဆိုတော့ဒီပုံပြင်ပေါ့ကျွန်တော်ဒီ writing တွေမှာဆို narrative writing ဆိုတာရှိတယ် narrative writing ဆိုတဲ့အဓိပ္ပာယ်ကကြပုံပြင်ပြောတာပေါ့ဆို narrative ဆိုတာကလေဒီပုံပြင်တစ်ပုဒ်ကဘယ်လိုမျိုးဖြစ်ပေါ်လာလဲပေါ့ဥပမာဖြစ်ကျွန်တော်ဒီကျောင်းသားတစ်ယောက်ရဲ့ဒီဘဝအကြောင်းပေါ့ကျောင်းသားတွေကဘယ်လိုရုန်းကန်နေရဆောင်မွေးနေလာတဲ့ခါမှာအဲ့လိုမျိုးပုံမှန်ဒီစက်ကြောင်းနဲ့မတူဘဲနဲ့ပုံပြင်ဆက်ဆံပြောရမျိုးပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့က narrative လို့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ sorry ပါ screen လေးပြန် share ပေးပါမယ်screen လေး share ပေးရပေါ့နော်ဆိုတော့ okay ဆိုတော့ကကျွန်တော် line ကနည်းနည်းလေးထစ်သွားပြီးတော့ screen လေးရပ်သွားပြီပေါ့နော် okay ဆိုတော့ပြန်စလိုက်ပါမယ်
Okay ဆိုနောက်တစ်ခုကကြတော့ general ဆိုတာက general ကကြတော့ general ဆိုတဲ့အဓိပ္ပာယ်ကကြတော့ category of literature ပေါ့ဆိုတော့အမျိုးအစားပေါ့ဆိုတော့ကျွန်မတို့စာရေးဖတ်တဲ့ခါမှာမဖြစ်အလွမ်းအဆွေဒါမှမဟုတ်အချစ်ဒါမှမဟုတ်ဟာတတရေတွေဒါမှမဟုတ်စုံထောက်ဝတ္ထုတွေအဲ့လိုမျိုးအမျိုးအစားစုံလင်တဲ့ဟာကိုကျွန်မ general ဆိုပြီးတော့ genre ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော် detective story are my favorite genre ဆိုတော့ detective ဆိုတာကစုံထောက်ပေါ့ detective story စုံထောက်ပုံပြင်နေရ are my favorite ငါရဲ့အကြိုက်ဆုံး genre ဆိုတော့အမျိုးအစားတွေပေါ့ဝတ္ထုအမျိုးအစားတွေဖြစ်တယ်လို့ပြောချင်တာပေါ့နော်နောက်တစ်ခုကကျ critic ဆိုတာကကျတော့ editorial review or evaluation ပေါ့ဆိုတော့စာအုပ်တွေဖတ်တဲ့အခါမှာအဲ့ဒီစာအုပ်ပေါ်မှာ review တွေဒီမှာရေးထားကြရရှိရပေါ့နော်ဟာဒီစာအုပ်ကဖတ်လို့ကောင်းနေမကောင်းဘူးဘယ်လိုမျိုးရေးထားတာဆိုပြီးတော့လေအဲ့လိုမျိုးဝေဖန်သုံးသပ်တာတွေကိုကျမတို့က critic ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်ဝေဖန်ချက်သုံးသပ်ချက်ဆိုပြီးတော့ပြောလို့ရပါတယ် Okay နောက်ဆုံးတစ်ခုကကျ interpretation ဆိုတဲ့အဓိပ္ပာယ်က the way someone understand a text ဆိုလူတစ်ယောက်ကအဲ့ဒီရဲ့ဒီစာကြောင်းတစ်ကြောင်းဒါမှမဟုတ်ဝတ္ထုတစ်ခုကိုဘယ်လိုကျမဘက်ကနေပြီးတော့ဇွန်ရုပ်တည်ကြသွားတယ်ပေါ့နော်ဆိုအားလုံးအဲ့အတွက်တောင်းပန်ချင်ပါတယ်ဆိုကျမ screen လေးပြန် share ပြီးတော့ပြန်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဆိုဆွမ်းနာကလည်းအတစ်တယောက်ရောက်လာတယ်ဆိုတဲ့ခါကျတော့ကျမအစကနေပြီးတော့ပြန်ပြီးတော့ပြပြပေးမယ်ပေါ့နော်ဆိုပထမဆုံးကကျကျမတို့ compelling ပေါ့နော် compelling ဆိုတဲ့အဓိပ္ပာယ်က a very interesting or exciting ပေါ့ဆိုတော့ဘယ်လိုပြောချင်တာလဲဆိုတော့ဒီလိုမျိုးအရင်စိတ်ဝင်စားစရာကောင်းတယ်စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုရင်ကျမ compelling လို့သုံးလို့ရတယ်ပေါ့နော်ဥပမာအနေနဲ့ဆိုရင် that was a compelling novel ပေါ့ဆိုတော့အဲ့ဒီစာအုပ်ကအရန်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုဖြစ်တယ် I couldn't put it down အဲ့ဒါကိုလက်ကမချနိုင်တော့ဘူးတဲ့ compelling ဆိုရင်စိတ်ဝင်စားစရာကောင်းတာသုံးတဲ့နေရာမှာကျွန်တော်စာအုပ်လည်းသုံးလို့ရတယ်စကားလည်းသုံးလို့ရတယ်လူတွေဒါမှမဟုတ်လို့ရှိရင်အခြားဒီအနုပညာလည်းရတယ်အဲ့လိုမျိုးကိုစိတ်ဝင်စားတဲ့အရာတွေကိုကျွန်တော် compelling interesting လို့ဆိုတဲ့အဓိပ္ပာယ်နဲ့တူရပေါ့နော်အဲ့လိုမျိုးသုံးလို့ရပါတယ်ဒုတိယတစ်ခုကကျတော့ narrative ပေါ့ narrative ဆိုတာက the way a story is told ဆိုတော့ဒီပုံပြင်တစ်ခုကပုံပြင်လို့ပဲကျွန်မအလွယ်လေးမှတ်လိုက်မယ်ပေါ့နော်ဥပမာအနေနဲ့ဆိုရင် the narrative movie ဆိုတော့ဒီပုံပြင်ဆန်တဲ့ဒီဇာတ်ကားက between past and present ဆိုတော့အတိတ်နဲ့လက်ရှိကာလကြားကိုဆက်ဆက်ပြီးထားတာဖြစ်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ဆိုတော့ narrative ဆိုတဲ့အဓိပ္ပာယ်ကကြတော့ဒီလိုမျိုးအခြားသောကျွန်တော် writing ရေးအခါမှာကျွန်တော်တို့ဒီတော်တော်များကြားဖို့မှတင်တဲ့ narrative writing ဒါမှမဟုတ် cause and effect writing reflection writing တွေရှိရလေ so narrative writing ဆိုတော့ကျွန်တော်ပုံပြင်အကြောင်းပေါ့ဘဝရဲ့ဆက်ကြောင်းတစ်ခုဖြစ်စေအကြောင်းအရာကိစ္စတစ်ခုခုကိုပုံပြင်စံပြောရမယ်ဆိုကျွန်တော် narrative လို့သုံးရပေါ့နော် genre ဆိုတဲ့အဓိပ္ပာယ်ကကြတော့ category of literature ဆိုတော့literature ဆိုတဲ့အဓိပ္ပာယ်စာပေပေါ့စာပေတစ်ခုရဲ့အမျိုးအစားဆိုတာကျွန်တော်တို့ပြောလို့ရလဲဆိုတော့စာပေမှာကျွန်တော်အလွမ်းအဆွေဒါမှမဟုတ်လို့ရှိရင်ရှေးဟောင်းရာဇဝင်သမိုင်းအကြောင်းတွေဟာရှိမယ်ဒီစုံထောက်တီအကြောင်းတွေတရေအကြောင်းတွေဟာတအကြောင်းတွေအဲ့လိုမျိုးအမျိုးအစားစုံရင်းရတဲ့အထဲမှာအမျိုးအစားလို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့က genre ဆိုပြီးတော့ပြောတာပေါ့နော်so detective story စုံထပ်ပုံပြင်နေကတဲ့ are my favorite genre ဆိုတော့ငါရဲ့ဒီအကြိုက်ဆုံးအမျိုးအစားတစ်ခုဖြစ်တယ်ပေါ့စာပေနဲ့ပတ်သက်လာအကြိုက်ဆုံးအမျိုးအစားတစ်ခုဖြစ်တယ်ပေါ့ဆိုတော့ genre ဆိုတာကကျွန်တော်စာ literature မှာပဲသုံးတာမဟုတ်ဘူး movie တွေမှာလည်းသုံးပါတယ်ဆိုတော့နောက်ခုကကျတော့ critic ပေါ့ critic ဆိုတာက a detailed review or evaluation ဆိုတော့မြန်မာလိုထိုင်ရိုက်အဓိပ္ပာယ်ပြင်မယ်ဆိုရင်တော့ critic ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဝေဖန်ချက်သုံးသပ်ချက်ဖြစ်ပါတယ်ဆိုတော့ the critic wrote a fair critic of book the critic
critic ဆိုတာကဒီမှာစာလုံးပေါင်းတော့မတူဘူးပေါ့နော်ဒီအတန်ထွက်တော့နည်းရောစနေဒါပေမဲ့တူအောင်မတူပေါ့နော် the critic ဆိုတာဝေဖန်သူ wrote a fair critic ဆိုတော့ wrote a fair ဆိုတာကဒီမျှတတဲ့ critic ဆိုတာက critic ဆိုတော့ဝေဖန်ချက်မျှတတဲ့ဝေဖန်ချက် of the book ဒီစာအုပ်အတွက်မျှတတဲ့ဝေဖန်ချက်တစ်ခုကိုဝေဖန်သူကရေးလိုက်ပါတယ်ပေါ့ဆိုတော့ critic တွေကတော့တော်တော်များတယ်ပေါ့နော်ဒီဘယ်လိုပြောရမလဲဆိုတော့ review ရေးရပေါ့ဒီစာအုပ်ကကောင်းလားမကောင်းလားဆိုတော့ချက်ကြလက်ကြရေးရပေါ့နော်ကျမတို့ဒီလိုမျိုးဟိုဒီအချက်လက်မရှိဘဲနဲ့တက်တေတောက်ထခက်ခိုင်လုံးမရှိဘဲနဲ့ရေးနေရဟာဒီမျိုးကကြောင့်ကျွန်တော်ဒီလိုမျိုးပုံစံဆိုကျွန်တော် blamer ဆိုပြီးတော့တုံးလို့ရတယ် critic ကကြတော့ဒါတကယ်ချက်ကြလက်ကြဝေဖန်တယ်လို့ဆိုကျွန်တော် critic လို့တုံးလို့ရတယ်ပေါ့နော်ဒါဒီနှစ်ခုကမတူဆိုတာကိုပြပြဖြစ်ပါတယ်ဆိုနောက်ဆုံးတစ်ခုကကြတော့ interpretation ဆိုတာက the way someone understand text ဆိုလူတစ်ယောက်ကဒီစာ fact တမဟုတ်စာအကြောင်းတစ်ခုကိုဘယ်လိုနားလည်ရလဲဆိုတော့ကျွန်တော်တို့ဘယ်လိုပြောလဲဆို interpretation လို့တုံးနေပေါ့နော်ဆို her interpretation of the poem သူမရဲ့ကြပြပေါ်နားလည်နိုင်စွမ်းကားတဲ့ walk unit အရန်ထူခြားတယ်ဆိုတော့ဒီလိုမျိုးဒီကျွန်မကြပြရေးဖတ်တဲ့အခါမှာတရားနားလည်မှုတော့မတူ shoot out တွေမတူဒါပေမဲ့သူရဲ့ shoot out ကထူခြားတယ်လို့ပြောချင်တာဖြစ်တယ်ပေါ့နော်ဆိုပြန်ပြီးရှင်းပြရရင်ဖြင့် compelling ဆိုတဲ့အဓိပ္ပာယ်က very interesting အရန်စိတ်ဝင်စားစရာကောင်းတယ်ဒါမှမဟုတ် exciting ဒီစိတ်လှုပ်ရှားစရာကောင်းတယ်ပေါ့နော်ဆိုစိတ်ဝင်စားစရာကောင်းတာမှဒီမှာကိုကျွန်မ compelling လို့သုံးလို့ရတယ် narrative ဆိုတာက the way a story is told ပေါ့ဆိုတော့ပုံပြင်ဆန်နေလို့ပြောချင်တာပေါ့နော် genre ဆိုတာကgenre ဆိုတာကကြတော့ category of literature ပေါ့စာပေတစ်ခုရဲ့အမျိုးအစားကို genre ဆိုပြီးသုံးလို့ရတယ် critic ဆိုတာကကြတော့ a detailed review or evaluation ဒီလိုမျိုးအသေးစိတ်ကြတဲ့ဒီ review တစ်ခုပေါ့နော်သုံးသပ်ချက်တစ်ခုဒါမှမဟုတ်လို့ရှင်ဆက်အဆင့်ချက်လို့လည်းသုံးလို့ရတယ်ပေါ့နော် interpretation ဆိုတာကကြတော့ဒီလူတစ်ယောက်ကဒီ task တစ်ခုစာကြောင်းတစ်ကြောင်းတမဟုတ်လို့ရှင်စာပိုက်ကိုနားလေနိုင်စွမ်းနားလေနိုင်တဲ့ပုံစံလို့ကျွန်တော်တို့ဘာသာပြန်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် screen share တစ်ချက်ရလိုက်မယ်ဆိုတော့အားလုံးကနေပြီးတော့ okay ဟုတ်ပြီဆိုတော့ဒီကလူကနည်းနည်းလေးတယောက်တော့ရော့သွားတယ်ပေါ့နော်ဟုတ်ပြီဆိုခါကြတော့ကျွန်မဒီပြန် share လိုက်ပါမယ် okay ဟုတ်ပြီဆိုတော့ဒီမှာဆိုလို့ရှိရင်၅ခုရှိရပေါ့နော်၅ခုကိုကိုယ့်ရဲ့စာအုပ်ထဲမှာ write down လုပ်ထားဖို့ကြံပေးရှင်တယ်ဘာလို့လဲဆိုတော့နောက်လာမယ် exercise တွေမှာဆိုကျွန်တော်ဒီက vocabulary တွေပြန်တော့မယ်အချိန်ရှိတိုင်းနေပို့တော့ပြန်တော့မှတဲ့စာကျွန်တော်ပြန်ပြီးဒီဖတ်ရမှာပြန်ပြီးဒီ exercise တွေလောက်တစ်ခါပြန်ပြီးအထောက်အကူဖြစ်အောင်ကျွန်တော်တို့ရေးမှတ်ထားဖို့လိုအပ်တယ်ပေါ့နော်ဆိုခါကြတော့ပုံစံတိုင်းပဲကျွန်တော်အနေနဲ့က suggestion ပေးချင်တာကကြတော့ဒီကexample လေးတွေကိုမရေးမှတ်ပင်နဲ့ကျွန်မမြင်သားဟာပြီးရဲ့ဒီ vocabulary နဲ့သူ့ရဲ့အတိတ်ပဲလေးတွေပဲရေးမှတ်ရင်ရပြီပေါ့နော်ဆိုတော့ဒါလေးတွေကိုမြင်သားထားပေးပါမယ်ဆိုတော့ဒီဟာလေးတွေကိုပဲကိုယ့်အနေကိုစာအုပ်ထဲမှာကူထားရပြီပေါ့နော်ဆိုတော့ဒီဟာလေးကတော့ကျွန်မအချိန်အရန်လေးမများဘူးဆိုတော့အချိန်2မိနစ်ပဲပေးမယ်ပေါ့နော်2မိနစ်တော့မှကူထားပေးပါဒါပြီးရင်တော့ကျွန်တော်တို့ဒီစာအုပ်နဲ့ပတ်သက်တဲ့ idioms လေးတွေတွားကြမှာဖြစ်ပါတယ်ဆိုအားလုံးပဲကူထားလို့ရပါပြီโอเคဆိုဒါလေးကိုအားလုံးပဲခုပြီးသွားကြပြီလို့မျိုးလေးနေပေါ့နော်ဆိုအချိန်လေးတိတ်မရတာနဲ့ကျမတို့ကဒီက
idiom လေးကိုဆက်ပြီးတော့တောင်းမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ idiom လေးတွေကလည်းထုံးစံတိုင်းပဲ9ခုရှိပေါ့နော်ဆို idiom လေးကဘာလဲဆိုတော့ထွေးထူးမပြောပြနေရဘူးဆိုတော့ဒီအတန်းကိုအမြဲကြားနေရဆိုတော့ကျမ idiom လေးတွေခါတည်မှာပေါ့နော် idiom ဆိုတော့မတူညီတဲ့စကားလုံးတွေပေါင်းပြီးတော့အခြားအတိတ်ပဲဖြစ်သွားတယ်ပေါ့နော် okay ဆိုပထမဆုံးစာအုပ်နဲ့ပတ်သက်တဲ့ idiom ကြောင့်ပြောရင်အခါမှာတော့ကျမတို့ don't judge a book by its covers ဆိုတော့ဒီဟာလည်းအမြဲတမ်းကြားဖို့မယ်ထင်နေပေါ့နော်ဆိုတော့ဘာလဲဆိုတော့ကျမတို့တစ်ခါတလေမှာဆိုလူတစ်ယောက်ကိုအပြင်ဘက်ကနေကြည့်ပြီးတော့ဆုံးဖြတ်တတ်ကြတယ်ဆိုတော့မြန်မာမှာဆိုလူတစ်ယောက်ကိုအပြင်ဘက်အနေနဲ့မကြည့်ပြီးတော့မဆုံးဖြတ်နေဆိုပြီးတော့လူရှိမိပါတယ်ကျမတို့ပြောလို့ရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့အင်္ဂလိပ်လိုဘယ်လိုပြောလဲဆိုတော့ don't judge a book by its cover လို့တုံးနေပေါ့နော်ဆိုတော့အတိတ်ပဲကဒီစာအုပ်တအုပ်ကိုသူ့ရဲ့အဖုံးကိုကြည့်ပြီးတော့မဆုံးဖြတ်နေဆိုတဲ့အတိတ်ပဲဒါပေမဲ့ကျမတို့တကယ်မူရင်းဆိုလို့ရင်ကလူတစ်ယောက်ဒါမှမဟုတ်တစ်စုံတစ်ခုကိုသူ့အပြင်ပန်းပုံစံလေးကိုပဲကြည့်ပြီးတော့မဆုံးဖြတ်ပါနဲ့ပေါ့အဲ့လိုပြောချင်တာအဲ့တော့ဒီမှာဆိုရင် he looked unfriendly at first he looked unfriendly သူကြည့်ရတာလုံးဝမဖော်ရွေးပုံပဲ at first ပထမဆုံးတူကြည့်ရလုံးဝမဖော်ရွေးဘူး but ဒါပေမဲ့ don't judge a book by its cover လူတယောက်ကတော့အပြင်ဘက်နဲ့ကြည့်ပြီးဆုံးဖြတ်လို့မရဘူးလေ he's really kind တော့တကယ်ကျင်တာတက်တာတဲ့ဆိုတော့ပထမဆုံးကသူကြည့်ရတာလုံးဝဖော်ရတဲ့ပုံစံပေါက်နေခဲ့ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးတကယ်တော့သူကဒီအရန်ကျင်တာတက်လူတယောက်ဖြစ်နေရပေါ့နော်ဆိုတော့ပြောချင်တဲ့အဓိပ္ပာယ်ကလူတယောက်ကိုအပြင်ဘက်ကြည့်ပြီးဆုံးဖြတ်လို့မရဘူးလေတကယ်နောက်ဆုံးတော့သူကတကယ်ကျင်တာတက်လူထားဖြစ်နေရအဲ့လိုပြောချင်တာပေါ့နော်ဆိုတော့ don't judge a book by its cover ဆိုတာကအပြင်ဘက်ကိုကြည့်ပြီးပုံပံတွင်ပြင်ကိုကြည့်ပြီးမဆုံးဖြတ်ပါနဲ့လို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခု an open book ဆိုတာကကျမတို့စာအုပ်တုပ်ကဖွင့်ထားလို့ရှိရင်အဲ့ဒီစာအုပ်ထဲမှာမြင်နေရတဲ့ဟာလေးကျမတို့ရေးထားတဲ့စာကြောင့်ကျမမြင်နေရမလားဆိုတော့ကျမဘာလဲဆိုတာသိနိုင်တယ်လေသူကဘာအကြောင်းရေးထားတာလဲပေါ့သူ့အကြောင်းလားဒါမှမဟုတ်အခြားလူအကြောင်းလားစာအကြောင်းလားပေါ့အဲ့တော့သိနိုင်တယ်ဆိုတော့အဲ့လိုမျိုး open book ဆိုတာကဖွင့်နေတဲ့စာအုပ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ someone တစ်စုံတစ်ယောက် who is easy to understand no secret အရန်နားလေရလွယ်လူ no secret လိုဝက်ချက်တွေမရှိလူခက်မှန်ရလွယ်တယ်လိုဝက်ချက်တွေမရှိဘူးသူကရိုးရှင်းနေတဲ့သူကဒီလိုပုံစံဖြစ်ပြီးသူဘာဆက်လုပ်မလဲဆိုတော့လူတွေကသူ့သိနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အရင်ပွင့်လင်းနေလိုအပ်ချက်တွေမရှိရဲ့လူနားလည်ရလွယ်လူကိုကျမတို့က an open book ဆိုပြီးတော့တောင်းလို့ရပါတယ်ဆိုတော့ she is an open book သူမနားလည်ရလွယ်လူလေ you can always tell what she is thinking သူမဘာတွေးနေလဲဆိုတာနင်အမြဲပြောနိုင်လိမ့်မယ်ဘာလို့လဲဆိုတော့ तू ကနားလည်ရလွယ်လူသူပုံစံဒီလိုအပ်ချက်တွေမထားတတ်ဘူးပေါ့အဲ့လိုပုံစံမျိုးပြောချင်တာဖြစ်တယ်နောက်တစ်ခုကကျတော့ hit the book ဆိုတာက hit ဆိုတာကထုတာပေါ့ဆိုတော့စာအုပ်တွေထုရိုက်နေရလားဆိုတော့မဟုတ်ဘူးတကယ်ကဘာတိတ်ပဲလဲဆိုတော့ to study hard စာအုပ်ကြိုးစားလုပ်နေရတဲ့ဆိုတော့ hit the book ဆိုတဲ့ဘယ်ကစာအုပ်ကြိုးစားလုပ်နေရပေါ့ okay ဆိုတော့ I can't go tonight ငါဒီညအပြင်မသွားနိုင်ဘူးတဲ့ I need to hit the book for my exam ငါစာမွေးအတွက်ငါစာလုပ်စရာတွေလိုတယ်ပေါ့အဲ့လိုပြောချင်တာဆိုတော့စာလုပ်စရာလိုရဆိုတော့ I have to study လို့ပြောမယ်ဆိုတော့ I have to hit the book ဆိုပြီးတော့ကြောင်းသုံးရင်ရပါတယ် okay နောက်တစ်ခု bind the book ဆိုတာစာအုပ်နားမှာလားပေါ့စာအုပ်နဲ့လားဆိုတကယ်အတိတ်ပဲကဒီမြန်မာမှာဆိုကျွန်တော်စာအုပ်ကြီးလေးလို့ပြောချင်တာလေသူကစာအုပ်ကြီးပဲဘယ်လိုပုံစံမျိုးတော့စီမင်းစည်းကမ်းအတိုင်းလိုက်လုပ်တတ်တာအဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာဆို to do something strictly according to the rule or instruction ဆိုဒီလိုမျိုးစီကံအတိုင်းဥပမာပဲဒီရုံးကဘာမလုပ်နဲ့ဆိုအဲ့အတိုင်းတသွင်မသိမ်းလိုက်လုပ်တာစာအုပ်ကြီးပဲစာအုပ်ကြီးအဲ့လိုပုံစံမျိုးပေါ့နော်စာအုပ်ကြီးဆိုတာကစာအုပ်ထဲမှာဘာတွေပါတယ်ဆိုအဲ့အတိုင်းအကုန်လိုက်လုပ်တာဘာမှတင်းဆောင်တွေထုတ်မရှောင်လုပ်တာအဲ့လိုပုံစံမျိုးအတိအကျလုပ်တဲ့လူစားမျိုးတွေဆိုကျမတို့က bind the book လို့ပုံစံမျိုးပြောလို့ရတယ်ပေါ့နော်ဆိုတော့ the lawyer handled the case bind the book ဆိုတော့ the lawyers ဒီလိုမျိုးရှင်းနေတယောက်ကပေါ့နော် handle the case အမှုကင်တွင်ခဲ့ရတယ် bind the book စာအုပ်အတိုင်းဆိုတာကဒီဥပဒေစည်းမျဉ်းတွေအတိုင်းအမှုကင်တွင်ခဲ့ရတယ် to avoid mistakes ဆိုတော့အမားတွေကိုရှောင်ရှားဖို့အတွက်ရှင်းနေကဒီစည်းမျဉ်းတွေစည်းကမ်းတွေအညွှန်ကြားချက်တွေအတိုင်းအမှုကိုကင်တွယ်ခဲ့ရတာဖြစ်တယ်ဆိုတော့ bind the book ဆိုတာဒီဘေကဒီ book အစားကျမတို့က instruction rules regulation obligation အများကြီးရှိပေါ့နော်အဲ့လိုဟာကြီးကိုတော့အကုန်လုံးခြုံငုံပြီးတော့ book ဆိုတာအစားထိုးတုံးလိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ bind the book ဆိုတာကဒီလိုမျိုးတစ်ခုခုကိုဒီစီမင်းစည်းကမ်းအရာလောက်တာစာအုပ်တိုင်းလောက်တာစာအုပ်ကြီးဖြစ်နေအောင်မျိုးကိုကျမတို့ bind the book လို့တုံးလို့ရတယ်ပေါ့နော် okay နောက်ဆုံးတစ်ခုကကျတော့ read between lines ဆိုတာကမြင်းနေတစ်ခုကြားမှာအပြိုင်ဖက်နေရဆိုတော့ဒီစာမြင်းနေတစ်ခုကြားမှာအပြိုင်ဖက်နေရဆိုတာကတကယ်ကအတွေ့အထိပ်ပြပါလဲဆိုတော့ to find the hidden meaning ဆိုတော့ဖုံးကွယ်နေရဲ့
ဘယ်လိုကွယ်ရှိုးနေတဲ့လိုအပ်ချက်တွေပေါ့နော်အတိတ်တွေကိုရှာလာ in what is the origin ဆိုဒီလူတစ်ယောက်ကစကားတစ်ခုပြောလိုက်တယ်ဒါမှမဟုတ်စာရေးလိုက်တဲ့အခါမှာအဲ့ဒီပြောလိုက်တဲ့စကားရေးလိုက်တဲ့စာရဲ့နောက်ွယ်မှာမြုပ်ထားတဲ့အကြောင်းအရာမြုပ်ထားတဲ့တကယ်အစစ်အမှန်အတိတ်တွေကိုရှာလာပေါ့ဆိုတော့တချို့တွေဆိုအရင်ခေတ်တုန်းကဆိုလို့ရှိရင်ကျမတို့ကဒီလိုမျိုးတယောက်နဲ့တယောက်ပေါ့နော်စာရေးပို့လို့ရှိရင်ဥပမာဖြစ်ဒီစစ်အေးခေတ်တိုက်ပွဲတုန်းကဆိုလို့ရှိရင်လူတွေကဒီတချို့တွေကပေါ့နော်ဒီ community ဘက်ကတချို့တွေကအဲ့လိုမျိုးသူတို့ရဲ့ဒီအစိုးရစီစာရေးပိုင်းပို့တဲ့အခါမှာဆိုလို့ရှိရင်သူတို့ကဘယ်လိုရေးလဲဆိုတော့အမေနေကောင်းလားပေါ့တားလိမ့်မတားကျမနေပါအဲ့လိုတွေလုပ်နေအဲ့လိုမျိုးလွယ်လွယ်လေးရေးပြီးတော့အဲ့ဒီစာကြောင်းတွေရဲ့သူတို့ရေးထားတဲ့စာကြောင်းတွေရဲ့အလယ်မှာတကယ်ရေးချင်တဲ့အဓိပ္ပာယ်ကိုအခြားမင်းနေနဲ့ရေးပြီးတော့လိုအပ်ပြီးပို့လေးရှိတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ဒီရဲ့ idiom လေးကဆင်သက်လာတာဖြစ်တယ်ပေါ့နော်ဆိုတော့ read between the lines ဆိုတာကပြောလိုက်တဲ့လူရဲ့ဒီလူတယောက်ရဲ့စကားတမို့ရေးလိုက်တဲ့စာရဲ့အနောက်ကွယ်ကအတိတ်ပဲအမှန်ကိုရှာတာမျိုးပေါ့ဆိုတော့ဒီမှာဆို he didn't say he was unhappy သူမပြောဘူးလို့သူမပြော but ဒါပေမဲ့ if you can read between the line ဒါပေမဲ့နေကသူသူပြောချင်သူဆိုလို့ချင်တဲ့အတိတ်ပဲနေတိမယ်ဆိုရင်တဲ့ you can tell he is နေသူတကယ်ဝမ်းနည်းနေရဆိုနေတိလိုက်မယ်တဲ့နေပြောနိုင်လိမ့်မယ်တဲ့အဲ့လိုပုံစံမျိုးပေါ့နော် okay ဆိုတော့ပထမဆုံးကကြတော့ don't judge a book by its cover ဆိုတော့အတိတ်ပဲကကြတော့သူတယောက်ကိုအပြင်ပန်းကနေကြည့်ပြီးမဆုံးဖြစ်ပါနဲ့ an open book ဆိုတာကအရန်ဟိုပါပေါ့နားနေရလွယ်တူလိုအပ်ချက်မရှိလို့ hit the book ဆိုတာကအရန်စာချုပ်စာလုပ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ bind the book ဆိုတာကတခုခုကိုဒီလိုမျိုးစီမင်းစကန်နေဒီညွှန်ကြားချက်တွေအတိုင်းတိတိကျကျလေးလုပ်တတ်တာ read between the lines ဆိုတာကဒီပြောရတဲ့စကားရေးလိုက်တဲ့စာတွေရဲ့အနောက်ွယ်ကအတိတ်ပဲအမှန်ကိုရှာတာ okay ဆိုတော့ဒီဟာလည်းထုံးစံတိုင်းပဲကျမတို့ရေးမှတ်ထားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးကလည်းနည်းလေးရောရှိရဲဆိုတော့ဒီဟိုဥပမာလေးနဲ့သူရဲ့အင်္ဂလိပ်လို explanation လေးတွေပဲရေးပြီးဖို့ကျမ suggestion ပေးရဲ့ဒီအတွက်ကိုလည်းအချိန်3မိနစ်ပေးပါမယ်ဆိုတော့ဒါလေးကိုမေတ္တာပေးမယ်ပေါ့နော် okay ဆိုတော့ဒါလေးမေတ္တာပေးလိုက်ပါမယ် okay ဆိုတော့ဒီဟာလေးတွေကိုလည်းခုပြီးသွားကြပြီလို့ထင်တယ်ပေါ့နော်ဆိုတော့နောက်ဆုံး phrasal verb လေးကိုတွားရအောင်ပေါ့နော်ဆိုတော့ phrasal verb ကတော့ရှင်းလေးပဲကျွန်တော်5ခုရှိမယ်ဆိုတော့ပထမတစ်ခုက look up ဆိုတာက
ရှာရဆိုတဲ့ပဲပေါ့နော် search for information ပေါ့ဒီမှာဆိုရင် I look at the word in a dictionary ငါ dictionary ထဲမှာစာတစ်ခုကိုငါရှာတွေ့ခဲ့စကားလုံးတစ်လုံးကိုငါရှာတွေ့ခဲ့တယ်ပေါ့Okay, ဒီတစ်ခု flick through ဆိုတဲ့အဓိပ္ပာယ်က quickly turn the pages ပေါ့ so စာဖတ်တဲ့အခါမှာစာရွက်တွေကိုတရွေ့ချန်စီလန်တာပေါ့မြန်မြန်ဆန်ဆန်လေးလန်ပြီးတော့ဒီစာဖတ်လိုက်တာမျိုးအဲ့လိုပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော် quickly turn the pages အဲ့လိုပုံစံမျိုးပေါ့ဒါပေမဲ့ကျွန်မအဲ့လိုမျိုးပြောမယ်အစား flick through ဆိုပြီးသုံးလို့ရတယ်ပေါ့ဒီမှာဆိုရင် she flicked through the magazine သူမက magazine ကိုသူရပြီးသူရဲ့မြန်မြန်လေးနဲ့ဖတ်သွားတယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုကကျ taking ဆိုတဲ့အဓိပ္ပာယ်ကကျတော့absorb or understand ပေါ့နော်ဆိုတော့နားလေတာတခုခုနားလေသွားတာတောင်းဟုတ်လို့ရှိရင်တခုခုကိုစုပ်ယူလိုက်တာဆိုတကယ်အဓိပ္ပာယ်ကကြောင့်နားလေရဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆို it's hard to take in so much information ဆိုတော့တတိအချက်လက်အများကြီးတစ်ခါရေးနားလေဖို့ကခက်ခဲတယ်ဒါလည်းဟုတ်တယ်ကျွန်တော်တို့စာဆိုလို့ရှိရင်အများကြီးမတင်နိုင်ကြဘူးလေဒါကြောင့်မလို့ကျွန်မလေးဒီ session တစ်ခုကို vocab ငါးလုံးစီပဲထည့်ပေးထားတာဖြစ်တယ်ပေါ့နော်ဆိုတော့က bring out ဆိုတဲ့အဓိပ္ပာယ်က publish လုပ်တယ်ပေါ့စာအုပ်ထုတ်ဝေအဲ့လိုပုံစံမျိုးထုတ်ဝေဖြန့်ချီရဆိုကျွန်တော်တို့ bring out ဆိုပြီးတုံးလို့ရတယ်ပေါ့နော်ဒီ author will bring out စာရေးဆရာကထုတ်ဝေလိမ့်မယ်တဲ့ her new novel investment သူမရဲ့စာအုပ်အသစ်ကိုနောက်တစ်လမှာထုတ်ဝေလိမ့်မယ်ပေါ့put down ဆိုတာ stop reading စာဖတ်ပြီးသွားတာပေါ့ okay so the book was so boring so ဒီစာအုပ်ကရံပြဖို့ကောင်းတာပဲတဲ့ I have to put it down ငါဖတ်တာကိုရက်လိုက်ရတယ်ပေါ့ဆိုဆက်မဖတ်တာကိုရက်လိုက်ရတယ်အဲ့လိုပုံစံမျိုးပေါ့နော် okay so look up ဆိုတဲ့ဘေကစကလုံးတွေဒါမှမဟုတ်ရှင်သတင်းချက်လက်တွေရှာတာ flick through ဆိုတာက site တွေဖတ်တဲ့အခါမှာမြင်မြန်ဆန်ဆန်တွေ့ PDF လန်တာ take in ဆိုတာကနားလေတာ bring out ဆိုတာကစာအုပ်ထုတ်ဝေဖြန့်ချီတာ put down ဆိုတာကကြတော့စာအုပ်ကိုဖတ်တာစာအုပ်ဖတ်တာတွေကိုရက်လိုက်တာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ဒီဟာလေးတွေကအင်မတန်လွယ်တယ်ဆိုတော့ဒါလေးတွေကိုလေခုထားဖို့အကြံပေးခြင်းနဲ့ပေါ့နော်ဆိုတော့ဒါအသက်ကိုလေကျွန်မအချိန်2မိနစ်ပေးပါမယ်ဆိုတော့ဒီဟာလေးပန်းရောက်လေးဒါဟာတွေပဲကူပြီးလိုက်ရုံပါပဲโอเคဆက်နှစ်မိနစ်လည်းပြီးသွားပြီအားလုံးလည်းခုပြီးသွားကြပြီလို့ထင်နေပေါ့နော်ဆိုကျမတို့ရဲ့ရေးချမယ်ရေးဟားရမယ် session လေးတွေအားလုံးပြီးသွားပြီပေါ့နော်ဆိုတော့ဘာသွားကြမလဲဆိုတော့ဒီမျိုး vocabulary phrasal verb idiom တွေကျမလေ့လာလိုက်ပြီဆိုတော့ဒါတွေကလက်တွေ့ဘဝမှာတကယ်သုံးရင်လားပေါ့ okay ဆိုတော့ conversation script လေးကိုဖတ်ကြည့်လိုက်ရအောင်ဆိုတော့ဒီမှာ conversation club မှာဒါ A နဲ့ B နဲ့စကားပြောနေကြတယ်ပေါ့နော်ဆိုတော့ပထမဆုံးကျွန်မအစအဆုံးဖတ်လိုက်မယ်ပြီးလို့ရှိရင်ဒီကြောင်ချင်းစီအဓိပ္ပာယ်ပြန်ပေးမယ်ပြီးတော့ကျမတို့ကနေပြီးတော့ဒီ
ဒီဆွမ်းနာကဝက်ခက်လေးထဲမှာကျွန်မဒီစာပိုက်ဒီစာထဲမှာဘာပြန်ပါလာလဲဆိုတော့တစ်ချက်ကြည့်ကြည့်ကြမယ်ပေါ့နော်ဆိုပထမဆုံးကျွန်မစာဖတ်ပြပါမယ် What kinds of books do you usually read? I love novels, especially in the mystery genre. The narrators keep me turning pages. Same here, I recently read a compelling detective story. I couldn't put it down. Nice. Did you read any critics about it? Yes, but you have to read between the lines. Some critics are too harsh. True, I usually just flick through reviews. For me, a good book speaks for itself. Okay, so Dom, what kinds of books do you usually read? So Dom, နင်းနဲ့ဘယ်လိုမျိုးစာအုပ်တွေကိုဖတ်လေ့ရှိလဲတဲ့ဆိုခါကြတော့ဒါ A ကနေစမိလိုက်တာပေါ့နော်ကိုယ်စီတစ်ခုစမိလိုက်တာ Okay I love novels ငါဝတ္ထုဖတ်ရကြိုက်တယ် especially အထူးသဖြင့် in the mystery genre ဆိုတော့အထူးသဖြင့်ဒီထူးဆန်းထွေလာဒီလိုမျိုးထူးဆန်းထွေလာပေါ့အဲ့လိုမျိုးအမျိုးအစားဖတ်ရကြိုက်တယ်ပေါ့ the narrative အဲ့လိုပုံပြင်မျိုးတွေက keep me turning pages ငါ့ကိုတရက်ပြီးတရက်စာတွေအဲ့လိုမျိုးလန့်ပြစ်ဆိုတာကငါ့ကိုဆက်ပြီးဖတ်ခိုင်းနေပေါ့နော်ဖတ်အောင်လုပ်နိုင်နေပေါ့ Same here တူတူပဲ I recently read ငါလည်းတော်တော်လေးအဲ့ဒါငါဖတ်လိုက်တည်ရပေါ့ a compelling detective story လုံးဝစိတ်ဝင်စားစရာကောင်းတဲ့စုံထားဝတ္ထုကငါဖတ်လိုက်တည်ရ I couldn't put it down ငါဖတ်တာကိုငါရက်လို့မရနိုင်ဘူးတဲ့ Nice ကောင်းတာပေါ့ Did you read any critics about it နေအဲ့လိုမျိုးဝေဖန်တုံးတက်ချက်တွေကိုနေဖတ်ဖြစ်လားပေါ့ဖတ်ခဲ့လားပေါ့ Yes ဖတ်ခဲ့တယ်ပေါ့ but ဒါပေမဲ့ you have to read the lines you have to read between the lines ဒါပေမဲ့နေလုံးဝသူတို့ဘာပြောချင်တာလဲဆိုတာနေတေချာလေးရှာမှရမယ်ပေါ့နော် some critics are too harsh တချို့တော့ဒီဝေဖန်တုံးတက်တွေအရင်ကြမ်းနေပေါ့နော်ဆိုတော့ true ဟုတ်တယ် I usually just flick through review ငါတော့ဒီလိုမျိုး review တွေ့လို့ရှိရင်ငါဒီတိုင်းပဲကြော်သွားလိုက်တာမြတ်တဲ့ဗီဒီယိုလက်လန်ပြီးဖတ်တော့လိုက်တာပေါ့ for me ငါတော့ a good book speak for itself ကောင်းတဲ့စာအုပ်ကတော့တကယ်တော့တယ်သူတော့ကောင်းမှာပဲပေါ့နော်ဒီ movie ဖန်တုံးတက်သူတွေကဒီမျိုးတကူတကဝေဖန်စရာမလိုကောင်းတာတော့တူကောင်းနေမှာပဲဆိုတဲ့အတိတ်ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဝက်ကလေးတွေပြန်ရှာကြည့်အောင်ဆိုတော့ကဘာတွေပါခဲ့လေးပေါ့ဆိုပထမဆုံးက genre ဟုတ်တယ်နော် narrative turning pages compelling broke down critics read between the lines click throughs Okay ဆိုတော့စုစုပေါင်း3 4 5 6 8ခုပါခဲ့ပေါ့နော်ကျွန်တော်စုစုပေါင်းလေ့လာသွားတာက15ခုတဝက်ကြော်လောက်ကကျန်ပြီးတော့ပါနေရပေါ့နော်ဆိုတော့ဒီစောက်တွေကြောင့်ပြောတဲ့အခါမှာဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ vocabulary ကိုစောက်ကြောင့်ပြောတဲ့အခါမှာတကယ်သုံးလို့ရတယ်ပေါ့နော် Okay ဟုတ်ပြီဆိုတော့ကျွန်မဝင်လေးပြန် share လိုက်မယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်မတွေ့ရမှာကမိခွန်းတစ်ခုရှိရပေါ့နော်ဆိုတော့အချိန်နဲ့မရတဲ့အတွက်ကြောင့်ဒီမိခွန်းတစ်ခုကိုကျွန်မ skip လိုက်မယ်ဒါပေမဲ့ကျွန်မဒီ homework အနေနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကို screenshot ရိုက်ပြီးတော့အတန်းပြီးခန်းလေးကြာရင် chat box မှာပို့ထားပေးမယ်ပေါ့နော် Okay ဆိုတော့ဒီနေ့ကတော့ဘာသွားမလဲဆိုတော့နောက်ဆုံး section အနေနဲ့ကျွန်မ reading လေးကိုသွားမယ်ပေါ့နော်ကျွန်မ reading ပြီးသွားလို့ရှိရင်ကျောင်းသူကျောင်းသားတွေကိုယ်တိုင်လုပ်ရမယ် exercise လေးရှိရပေါ့နော်ဒါတွေကတော့ကျွန်မတစ်ချိန်လုံးရှင်းပြလာခဲ့ပြီးဆိုတော့ကျောင်းသူကျောင်းသားလေးကိုယ်တိုင်နေပြီးတော့ကိုယ်တိုင်စဉ်းစားပြီးတော့ပြန်လုပ်ရမယ်လက်ချခံလေးပါဝင်နေပေါ့နော် Okay ဆိုတော့ reading မှာကျွန်မ၄ပိုက်ရှိရပေါ့နော်ကျွန်မ၄ပိုက်နဲ့ကိုတစ်ပိုက်ချင်းစီအစားအဆုံးဖတ်ပြပြီးတော့ပြန်ပြီးတော့ရှင်းပြမယ်ဆိုတော့အဲ့ reading နဲ့ share တင်ခဲ့တဲ့ webcam လေးတွေကိုအကုန်လုံးပေါင်းပြီးတော့ဒီမိခွန်းလေးဖြည့်ပေးရမှာဖြစ်တယ်ပေါ့နော် Okay ဆိုတော့ reading ကိုစဖတ်လိုက်မယ်Books has always been more than just collection of printing walls. They are compelling windows into different worlds, allowing us to experience the lives of others and explore ideas we might never encounter in real life. So, books, Saudi have always been more than just collection of printing walls. ဒီလိုမျိုး print ထုတ်ထားတဲ့အဲ့လိုပုံနှိပ်ထားတဲ့စကားလုံးတွေကိုစုထားတာတက်အများကြီးပို့တယ်ပေါ့ Saudi ဆိုတာက They are compelling windows သူတွေကဆွဲဆောင်နိုင်တဲ့ပတင်းပေါက်တွေဖြစ်တယ် into different world အခြားကမ္ဘာစီဆွဲခေါ်သွားနိုင်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ပတင်းပေါက်တွေဖြစ်တယ် allowing us to experience ငါတို့ကိုဘာခွင့်ပြုပေးလဲဆိုတော့ experience the life of other အခြားလူရဲ့ဘဝဘယ်လိုရှိလဲဆိုတာကိုသိနိုင်အောင်လုပ်ပေးရ and explore idea အကြံအတွေးတစ်တွေကိုလည်းဒီလိုစူးစမ်းရှာဖွေနိုင်အောင်လုပ်ပေးရ we might never encounter in real life တကယ်ဘဝမှာကိုယ့်ရဲ့ဘဝမှာဒီလိုမျိုးစဉ်းစားမိမှာမဟုတ်တဲ့အရာတွေကိုတွေးမိအောင်လုပ်ပေးနိုင်တယ်ပေါ့အဲ့လိုပြောချင်တာ Okay ဒုတိယပိုက်သွားကြရအောင်
Every genre of literature offers something unique. While novels provide love and detailed narratives, poetry captures emotions in a few lines, and biography reveal the real story of remarkable people. Each reader finds meaning through personal interpretation. So every genre of literature စာအုပ်အမျိုးအစားတွေက offer something unique တစ်ခုချင်းစီတိုင်းကသူတို့ထူးခြားချက်တွေရှိရပေါ့ While novels provide long and detailed narrative ပုံပြင်တွေဒီဝတ္ထုတွေကဒီလိုမျိုးရှေ့ပြီးတော့တကယ်အသေးစိတ်ကြတဲ့ဇဝင်ခံတွေကိုပြီးစွမ်းနေ portrait capture emotion in few lines ကြပြတွေကစံကလုံးတိုးလေးတွေနဲ့ပဲလူတွေရဲ့ခံစားချက်ကိုတင်ပိုက်နိုင်တယ် biography ဒီ biography ဆိုကိုရေးရဇဝင်တွေကပေါ့နော် reveal the real story of remarkable people တကယ်အထင်ကရလူတွေရဲ့သူတွေဘဝဇာတ်ကြောင်းမှန်ကိုသိအောင်လုပ်ပြီးရယ် each reader find meaning through personal interpretation ဒီစာဖတ်သူတယောက်ချင်းစီတိုင်းကသူတို့ရဲ့ဒီစာကိုနားလည်နိုင်စွမ်းပေါ်မူတည်ပြီးတော့သူတို့ရဲ့ဒီခံယူချက်တွေသူတို့ဒီစာအုပ်ကိုဖွင့်ဆိုအဓိပ္ပာယ်တွေကလည်းကွဲပြားသွားကြတယ်တဲ့ Reading is also about learning. Students hit the book when preparing for exam and researchers often look at references to support their work. Books are both source of knowledge and entertainment. Reading is also about learning. စာဖတ်တာဆိုတာကတဲ့လေ့လာတာတစ်မျိုးပဲတဲ့ Students hit the book စာကျောင်းသူကျောင်းသားတွေကစာကိုလုပ်ကြရတယ်ပေါ့ When preparing for exam. ဆောင်းဝဲဖြစ်အခါမှာစာလုပ်ကြရတယ်ဟုတ်တယ်မလား Researcher often look at references to support their work. Researcher သူတို့တည်ရတယ်သူတို့ရဲ့အလုပ်ကို supporting ပေးဖို့အတွက်အထောက်အကူပြုဖို့အတွက်ဆိုလို့ရှိရင်သူတို့တွေစာအုပ်တွေလိုက်ရှာကြရတယ်ဟုတ်တယ်မလား both are book source of knowledge and entertainment စာအုပ်တွေဆိုတာကဘုဒ္ဓတာနဲ့ဖျော်ဖြေရေးအတွက်အရေးမြစ်တစ်ခုဖြစ်တယ်ပေါ့နော်နောက်ဆုံးပိုက်ကိုတွားရအောင် Finally sport remind us not to judge a book by its cover a plain looking novel may hold an unforgettable story inside in this way books are not always about words it's about lesson in life itself ဆိုတော့နောက်ဆုံးအနေနဲ့ကကြတော့တဲ့စာအုပ်ပင်ဆိုတာကကြတော့ remind us not to just a book ဒါတော့ကိုဒီလိုမျိုးဒီစာအုပ်တစ်ခုရဲ့အဖောင်းကိုကြည့်ပြီးတော့ဒီလိုမျိုးကာဝါမလို့ဒီမဆုံးဖြတ်နိုင်အောင်ပေါ့နော်လူတယောက်ကိုကြည့်ပြီးတော့အပေါ်ရန်ဆုံးဖြတ်လို့မှာလို့မျိုးပဲဒီစာအုပ်ကိုလည်းအဲ့လိုမျိုးစောင့်ထုံကြည့်ပြီးတော့အဲ့လိုမျိုးဒီဆုံးမဖြတ်စီဖို့အတွက် remind လုပ်ပြီးရပေါ့နော် remind လုပ်ပြီးရပြန်ပြသတိရစီရပေါ့နော် a plain looking novel ဒီလိုဘာမှမရှိရဲ့ဒီဝတ္ထုတစ်ခုရဲ့အဖော်မျက်နှာပြင်လေးကနေပြီးတော့အဲ့အဖုံးရဲ့အတွင်းတိုင်းမှာရှိတဲ့စာရွက်လေးတွေကပုံပြင်တွေကတကယ်ကိုမှမမိတ်နိုင်စားကောင်းတဲ့ဘယ်လိုပြောစက်ဝင်ခံနေတဲ့ပိုင်းပါနိုင်တာပဲလေ in this way ဒီနည်းနဲ့ပဲ books are not only about words စာအုပ်တွေဆိုတာကစကားလုံးတွေတမဟုတ်ဘူးတဲ့ but about lesson in life itself သူကိုယ်တိုင်ကဘဝတွေထဲကသင်ခန်းစာတွေပဲဖြစ်ပါတယ်လို့ပြောချင်တာပေါ့နော်ဆိုတော့ဒီစာဖတ်တယ်ဆိုတာကကြတော့ဒီလိုမျိုးကျမတို့ကနေတခုခုလေ့လာသင်ဖို့စာဖတ်တာပြီးတော့ဒီလိုမျိုးချို့ဆိုရှင်စာအုပ်ဖုံလှဆိုရွေးဝယ်လိုက်တာလေတကယ်အဲ့လိုမဟုတ်ကျမတို့စာတွေကကိုကဘယ်လိုစာကြိုက်တာလဲဆိုတာတေချာလေးသိပြီးတော့ရွေးဝယ်နေတော့ပို့ပြီးအဆင်ပြေရပေါ့နော်ဒါ suggestion ပေးရဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော် screenshot လေးရိုက်ထားလိုက်မယ်ဆိုတော့အခုကကျောင်းသူကျောင်းသားတွေကိုယ်တိုင်ကဘာလုပ်ရမလဲဆိုတော့ multiple choice လေးဖြေရမယ်ပေါ့နော် multiple choice ကတော့နှစ်ခုရှိရယ်၅ပုတ်ရှိရယ်ပေါ့နော်ဆိုတော့ပထမဆုံးတစ်ပုတ်ကကြာပထမဆုံးဟာလေးကို screenshot ရလိုက်မယ်ပြီးဒုတိယပိုင်းတွေကို screenshot ရလိုက်မယ်ပေါ့နော် multiple choice ဆိုတဲ့အတိုင်းပဲဒီမိခွန်းကိုကြည့်ပြီးတော့ဘယ်အဖြေကအမှန်ဆုံးဖြစ်မလဲဘယ်အဖြေကအတင့်တော်ဆုံးဖြစ်မလဲဆိုတော့ကိုယ့်ဟာနဲ့ကိုယ်ဆုံးဖြတ်ပြီးဖြေပေးရမှာဖြစ်ပါတယ်ဆိုတော့ထုံးစံအတိုင်းပဲ multiple choice question 5ခုပဲရှိရတဲ့အတွက်ကြောင့်မလို့အားလုံးကိုဖြေဖို့တချင်း5မိနစ်ပဲပြမယ်ပေါ့နော်ဆိုတော့အဖြေတွေရပြီဆိုရင်ကျွန်မကို ABC ဆိုပြီးတော့အဖြေလေးတွေရေးပြီးလာရုံပါပဲဆိုခါကြတော့ကျွန်မပို့ပြီးမယ်ပေါ့နော် multiple choice question လေးတွေပို့ပြီးလိုက်ပါမယ်Okay ဆိုတော့ပို့ပေးလိုက်ပြီပေါ့နော်ဆိုတော့ကျောင်းသူကျောင်းသားတွေအကုန်လုံးအဲ့ဒါလေးတွေကိုဖြေထားလို့ရပါပြီ
Okay ဆိုခါကြတော့ဒီအဖြေက AB ပဲကျွန်မတွေ့ရသေးရေပေါ့နော်ဆိုတော့အချိန်ထက်လို့သေးမယ်လို့ထင်နေပေါ့နော်ဆိုတော့အချိန်ထက်လို့မယ်ဆိုလို့ရှိရင်ဒီစောက်ပြီးလို့ရတယ်ပေါ့နော်တယောက်ပဲဖြေဟာတွေ့ရတယ်ကျွန်တော်တယောက်က line တိတ်မကောင်းလို့ထင်နေပေါ့နော်ဆိုတော့ okay ဆိုအဖြေလေးတွေတိုက်လိုက်မယ်ပေါ့နော်အဖြေလေးတွေကိုကျွန်မ screen လေးပြန် share ပြီးတော့တိုက်လိုက်ပါမယ်ဆိုတော့ okay ဆို screen လေးပြန်ပြီးတော့ share လိုက်ပါမယ်ဟုတ်ပြီဆိုပထမဆုံးက a compelling book ဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့စာအုပ်ဆိုတာကဘာပြောချင်တာလဲ very interesting ဟုတ်တယ်မလားဒီပေးစင်ကတာအဲ့ဆိုနံပါတ် B ဖြစ်မယ်နောက်တစ်ခု which one mean types of literature ဆိုအဓိပ္ပာယ်က type of literature ဆိုပါလေ journal ဟုတ်တယ်မလား to flick through a book mean flick through ဆိုတဲ့အဓိပ္ပာယ်က 10 pages quickly နံပါတ် C ဖြစ်တယ် don't judge a book by its cover means appearances can be misleading နံပါတ် B ဖြစ်မယ် if an author will bring out a new book it means publish is B ဖြစ်ပါမယ် okay ပါဖြစ်ပြီလို့ကျေးဇူးတင်ပါတယ်ဆိုတော့အခုက true or false လေးပေါ့เนาะဆိုတော့ဒီစာကြောင်းလေးတွေကိုကိုယ့်အနေကိုအဓိပ္ပာယ်ပြန်ပြီးတော့မှန်လားမှားလားဆိုတာကိုဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့เนาะဆိုတော့ဘေကိုပဲအခြေခံရမလဲဆိုတော့ကျွန်တော်တို့စာပိုက်ထဲမှာရှိခဲ့တဲ့စာပိုက်လေးရဲ့ပြီးခါကြတော့ဒီကဟိုခပ်လေးတွေကိုအခြေခံပြီးတော့မှန်လားမှားလားဆိုတာကိုအထက်ဖြေရမှာဖြစ်တယ်ပေါ့เนาะဆိုတော့ဒီအတက်ကိုလည်းအချိန်9မိနစ်ပေးပါမယ်
Okay so ခါကျတော့အခြားဘယ်သူမှလည်းအဖြေလေးဖြေထားတာတော့မတွေ့ရဘူးပေါ့နော်ဒါပေမဲ့အချိန်ကလည်းနောက်နေ့မှာဆိုလို့ဒီမှာကနေပြီးတော့အဖြေလေးပြပြပေးလိုက်မယ်ပေါ့နော်ဆိုတော့ so the word narratives mean the way a story is told so အဲ့ဒါ true ဖြစ်တယ် Buying the boost means ignoring rules. So အဲ့ဒါက false ဖြစ်တယ် Students often hit the boost to prepare for exams. True. A critic is always negative. False. Interpretations means the same for all readers. False ဖြစ်ပါတယ် Okay နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကအဆင်ပြေရင်အားလုံးပဲဖြည့်ပေးနိုင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့တော်တော်လေးလွယ်ရဆိုတော့ကျမဒါကိုဒီအချိန်ကလည်းရသေးရဆိုတော့ဒါလေးကိုလုပ်ဖို့အချိန်10မိနစ်အောင်ပေးမယ်ပေါ့နော်ဆိုတော့အားလုံးဖြည့်ပေးလို့ရရင်ဖြည့်ပေးစေချင်ပါတယ်ဆိုတော့ဒါလေးကိုချက်ပေါက်ထဲမှာပို့ထားလိုက်ပါမယ် Okay ဆိုခါကျတော့ဒီမှာလေဒီပေါ့နော်ကျွန်မတချို့တွေက line မကောင်းလို့ထွက်သွားတယ်ထင်တယ်ပေါ့နော်ဆိုတော့အဖြေလေးကတော့မရလိုက်ဘူးဆိုတော့ကျွန်မကနေပြီးတော့ screen လေးပြန် share ပြီးတော့ပေါ့နော် screen လေးပြန် share ပြီးတော့အဖြေလေးတိုက်လိုက်မယ်ပြီးရနေကျွန်မတို့အတန်းလေးကိုဘာလုပ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာ participants တယောက်ပဲကျန်တော့မှာဆိုခါကျတော့ကျွန်မ screen လေး share ပြီးတော့အဖြေတက်လိုက်မယ်ပေါ့နော်ဆိုတော့ဒီ fill in the blank မှာပထမဆုံးကြောင်းကြည့်လိုက်ရအောင် The mystery novel was so blank that I stayed up all night reading it. So
ဖြစ်ပါလဲ so compelling ပေါ့အရင်စိတ်ဝင်စားစရာကောင်းနေပေါ့ဟုတ်ပြီနော် so compelling ဖြစ်မယ် number 2 Shakespeare play belong to the drama Shakespeare က drama အမျိုးအစားတွေရေးခဲ့ရမှာလား drama genre ဟုတ်တယ်မလား okay genre number 3 the student had to blank the word in the dictionary had to look up ရှာမယ်ဆိုရင်နော် look up okay number 4 don't forget to blend between the lines to see the hidden meaning so read between the lines ဖြစ်မယ်ပေါ့နော် number 4 or number 5 that biography give me a new blank of the real life give me a new ဘာဖြစ်မှာလဲပေါ့ဆိုတော့ဒါကကြတော့ကျွန်တော် that biography give me a new ဒီနေရာမှာကျွန်တော်အခြားဟိုဟာလေးတွေထည့်လို့ရတယ် perspective လည်းဖြစ်နိုင်တယ် okay ဆိုတော့ဒီနေရာမှာအဖြေကအမျိုးမျိုး꿰နိုင်တယ်ပေါ့နော် okay ဆိုတော့ကျွန်တော်အဖြေလေးတွေကိုဟိုကနေပြီးတော့ပြန်ပြီးတော့တာရှာလို့ရတယ်ဘယ်ကနေလဲဆိုတော့ the biography give me a new ဒီနားမှာဆိုရင်ကျွန်တော်တို့ idioms ခဏလေးနော် okay ဒီမှာ an open book ဖြစ်နေပြီပေါ့နော်ဆိုတော့ an open book လို့သုံးလိုက်တာကဘာလို့လဲဆိုတော့ကျွန်တော်ဒီနေရာမှာဟိုပြန်ပါလာလို့သုံးလိုက်တာဒါပေမဲ့ပုံမှန်စကားဒီစကားလုံးတွေမှာဆိုကျွန်တော်ဒီနေရာမှာအခြားစကားလုံးတွေအများအစားထိုးလို့ရအောင်တွေ့ရလိမ့်မယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော် an open book a new open book of the little life ဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော် okay ဆိုတော့ဒီနေ့ကတော့ဒီလောက်ထိပဲပေါ့နော်ဆိုခါကျတော့ဒီနေ့အဆုံးထက်တက်ရောက်ပြီးသွားတယ်အဲအကြောင်းသူကျောင်းသားကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့တချို့တွေက line မကောင်းလို့ထွက်လိုက်ဝင်လိုက်တော့ဖြစ်နေရပေါ့နော်ဒါလေးတွေကျွန်တော်တွေ့ရင်ကျွန်မသူတို့ကို admit လုပ်ပေးရတယ်မယ်အစွန်းလေးကိုပြန်မြတာပဲပြန်ထွက်သွားတယ်ပေါ့နော်အဲ့လိုလေးရှိရပေါ့နော်ဆိုခါကျတော့ဒီနေ့ကကြတော့အဖြေလေးတွေဒီလည်းမရလိုက်ဘူးတိုက်ချင်လည်းမရလိုက်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီစောစောတော့ပြီးသွားရေပေါ့နော်9မိနစ်စောပြီးသွားရေဆိုတော့ဒီ join ပေးရဲ့အကြောင်းစုကြောင်းသားတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ပတ်ကြရင်တော့ပြန်တွေ့ပါမယ်နောက်ပတ်8:45ကြရင်ပြန်တွေ့ပါမယ်ဆိုတော့see you next week ပါ thank you so much ပါ have a good night ပါ